ကျွန်တော်ကရင်ရွာလေးကကျွန်တော်ပြောတဲ့ခလဲကုန်းနိုင်ရွာကလေးအကြောင်းကိုကျွန်တော်ပြောပြပါမယ်ကျွန်တော်လုံခဲ့တဲ့ကျွန်တော်စာတင်ကြောင်းကိုအဲ့မှာ၄တန်းထိတင်ဖူးတာ哦ခလဲကုန်းနိုင်စာရွာနှစ်ရွာပါဂျားမှာချောင်းတစ်ချောင်းရှိတယ်ခလဲဘက်မှာမှ၄တန်းကျောင်းလေးတစ်ချောင်းရှိတယ်ကျွန်တော်တက်တဲ့အချင်းထိကို၄တန်းထိပဲရှိပါတယ်ကျွန်တော်ပြောချင်တာကျွန်တော်မမွေးခင်20လောက်ကအကြောင်းကိုပြောမှဖြစ်ပါတယ်တကုန်းတိုင်းမှာလူကြီးတယောက်ရှိပါကရင်အဖိုးကြီးသူ့နာမည်အဖိုးဖြူတဲ့သူ့သားနာမည်အဖိုးနီသူ့သား၄တန်းကျောင်းသားအဖိုးဖြူကသူ့သားကို၄တန်းအောင်စီခြင်းတယ်ဗျညမဟုတ်ဘူးနော်၄တန်းကလေးပဲအောင်စီခြင်းတာ၄တန်းကလေးပဲကျွန်တော်ရောမှာ၄တန်းအောင်တယ်ဆိုတဲ့လူကအင်မတန်မှတ်ကိုရှားတယ်၄တန်းအောင်ရင်အဲ့ကောင်ဆရာပဲအဲ့ဥပပြသူ့တာဖုန်းကြီးကို၄တန်းအောင်စေခြင်းအောင်စေခြင်းတော့ဘာလို့လဲကျွန်တော်တကုန်းနိုင်ရွာကနေပြီးတော့ခလေစာတင်ညောင်းရှိတဲ့ဘက်ကိုလေးလှော်ပြီးပုတ်ပြီးတယ်ဗျဆိုတော့တချို့ကကျွန်တော်ပြောတဲ့ဟာကိုဖုန်းပြရဲ့သားဖုန်းကြီးလို့ပြောတာကိုအလွယ်ပြောတယ်လို့ထင်ပါလိမ့်မယ်ကျွန်တော်ရွာမှာနာမည်ပြီးတဲ့ပုံကဒီအတိုင်းပါပဲရွာမှာတယောက်ရှိတယ်ဦးကျက်စီသူ့နာမည်ကျက်စီဘာဖြစ်လို့ကျက်စီဖြစ်ရတာလို့သူ့မွေးတဲ့အခါမှာလက်တွေကိုကျက်စီလေးတစ်စိပြီးတော့မွေးခံရလို့သူ့နာမည်ကျက်စီဖြစ်တာသူ့ဘာသာသူကျက်စီဖြစ်တာသူမကြည့်နဲ့ငါကျက်စီငတ်တာလေးကြားလို့ရှင်တော့အင်မတန်တန်ဖိုးရှိတဲ့ကလေးတွေဖြစ်ရမိမယူတဲ့ကလေးမွေးတဲ့တန်ဖိုးရှိတဲ့နာမည်ပြီးတဲ့သိန်းတန်းတဲ့သူကကျက်စီသူ့သားအကြီးကသိန်းတန်းကရင်ကခလေးမှမရက်တာနောက်တယောက်ထပ်မွေးတော့နည်းနည်းလျှော့ပြရသိန်းတန်းဆိုနောက်တယောက်ကျတော့တောင်းတန်းတဲ့နောက်တယောက်ထပ်မွေးတယ်နည်းနည်းထပ်လျှော့တယ်ထောင်တန်းတဲ့ကျွန်တော်တို့ဆိုဥထောင်လို့ခေါ်တာပါပြီးတော့ထောင်တန်းနဲ့လည်းမရက်ဘူးနောက်တယောက်ထပ်မွေးတယ်ထပ်လျှော့ရတယ်ရာတန်းနဲ့သူကကျက်စီသိန်းတန်းတောင်းတန်းထောင်တန်းရာတန်းကုန်ပြီထပ်မွေးတဲ့ကလေးကမင်းကလေးတရွာလုံးစိတ်ဝင်စားတယ်ပစံကုန်ပြီဒီမင်းကလေးကိုဘလို့နာမည်ပေးမလဲပေါ့ဒါပေမဲ့သူပြီးတဲ့နာမည်အရန်လှပါတယ်အကျွေးအဲ့အကျွေးနဲ့ဖုန်းနေနဲ့တငယ်ချင်းပြအကျွေးပါတယ်စောနိုင်ပါတယ်အောင်ကျော်ပါတယ်တီတာပါတယ်မိနစ်ပါတယ်စသည်ဖြင့်ပေါ့မနဲ့မိုးလေးနဲ့အဖိုးကြီးကလေဦးကိုထိုးတင်ပြီးတဲ့ရွာဘက်ကိုထိုးတင်ပြီးတဲ့သူ့သားဖုန်းကြီးပါဝင်ခုနကျွန်တော်ပြောတဲ့အကျွေးတို့မိနစ်နဲ့အောင်ကျော်တို့စောနိုင်တို့တီတာတို့ကလှီပေါ်ပြစ်တက်တဲ့ရှုပ်ပတ်နေစရာမလိုအားလုံးစုံတဲ့အခါမှာခလေဘက်ပေါ့ဂျားမှာချောင်းချတာဟိုဘက်ကိုလေဦးထုတ်ပြီးတဲ့အနောက်ကနေပြီးတော့အဖိုးကြီးကလှီပက်ကြီးကိုလှီပက်ကြီးနဲ့လှော်တယ်ပြီးရင်တချင်းတပုဆိုရဲဗျအဲ့တချင်းကကျွန်တော်ပြီးရတဲ့ခေါင်းစဉ်တချင်းပါပဲဆရာကနေဝင်းမြင့်တို့ဆရာအောင်ကျော်ဆန်းတို့တချင်းဆိုသွားတော့ကျွန်တော်အရင်အားကြပါတယ်ကျွန်တော်အဲ့လိုချင်းမဆိုတတ်ပေါ့ဥပပြလေဦးကိုထုတ်ပြီးတော့ဆိုတဲ့တချင်းကတပုတ်တွေပါပဲအဲ့ဒါကတော့ကျွန်တော်တို့အမျိုးသားကောင်းဆောင်ကြီးဘူကျော်အောင်ဆန်းအင်မတန်ကြိုက်ခဲ့တဲ့အဆိုတော်တယောက်ရှိပါတယ်သူ့နာမည်ကဒေါရာတန်းအေးလို့ခေါ်ပါတယ်ဒေါရာတန်းအေးလို့ခေါ်ပါတယ်ဒေါရာတန်းအေးဆိုတာအခုခေတ်ကလေးတွေသိချင်မှသိပါလိမ့်မယ်ဘူကျော်အောင်ဆန်းအင်မတန်ကြိုက်တဲ့အဆိုတော်တယောက်ဖြစ်ပါတယ်ဒေါရာတန်းအေးနာမည်ကိုမသိပေမဲ့သူ့ရဲ့တခြင်းကိုတော့လူတိုင်းသိပါလိမ့်မယ်ခုနကျွန်တော်ကောင်းသိပြီးရတဲ့လီဂလီကိုလောင်းဆိုတဲ့ခြင်းဖြစ်ပါတယ်အဖို့ပြရလာဘလို့ knowledge တော့မသိပါဘူးစာတင်ညာဘက်ကိုလေးဦးထုတ်ပြီးတာနဲ့အနောက်ကနေခလေးတွေကိုတင်ပြီးတာနဲ့အနောက်ကနေလှိပက်ကြီးကိုလှော်ရင်းနဲ့လှီကိုထိန်းနဲ့တချင်းဆိုပါတယ်လေကလေးကိုလှော်မြည်ဘေးမတန်ပဲအေးချမ်းတော့ဒီမြေကမ်းကြီးရင်းနဒီစိမ့်လဲကြီးသူကလည်းအတော်ပါပါတယ်အဲ့တပိုက်ပဲရပါတယ်နေ့စဉ်အဲ့တချင်းကိုဆိုတော့ခလေးတွေကရနေပါပြီသူကလေကလေးကိုလှော်မြည်ဘေးမတန်ပဲအေးချမ်းတော့ဒီမြေကမ်းကြီးရင်းနဒီစိမ့်လဲကြီးဆိုတာနဲ့ခလေးတွေကလည်းတမ်းမြိုင်ဆိုကြပါတယ်အဲ့တပိုက်ပါပဲလေကလေးကိုလောင်မြည်ဘေးမတန်ပဲအေးချမ်းတော့ဒီမြေကမ်းကြီးရင်းနဒီစိမ့်လဲကြီးအဲ့တချင်းကကြားရတဲ့ကျွန်တော်တို့တယောဟာလုံးကသိပါတယ်ဥဖို့ပြကလေးတွေကိုတင်ထားတဲ့လှေကြီးစာတင်ကြောင်းဘက်ကိုသွားပြီးဆိုတာသိကြပါတယ်ဥဖို့ပြအဲ့ဒီခလေးတွေကိုလိုက်ပို့ရခြင်းအကြောင်းရင်းကသူဘာရတာလို့
ဆိုပါတော့အောင်ကျော်တို့အိမ်ကတော့စပါးလေပန်ရှင်းပေါ့သူ့တံမြောက်လောင်းကိုစာတင်ကြောင်းပို့တဲ့အတွက်အိမ်မှာမထင်းရတဲ့အတွက်စပါးပန်းတင်ပေါ့ခဏကျွန်တော်ပြောတဲ့မိနစ်တို့အိမ်ကတော့ငချောက်ငချမ်းလုတာပေါ့ငချောက်လုတဲ့မိနစ်တို့အိမ်ကသူ့သမီးလေးကိုစာတင်ကြောင်းပြီးပို့ပြီးတဲ့အတွက်ငချောက်ပန်းကွင်းပေါ့အကျွေတို့အိမ်ကတော့ငပိလုတာပေါ့ဦးချက်စီကငပိလုတာပေါ့သူ့သမီးလေးကိုစာတင်ကြောင်းပို့ပြီးတဲ့အတွက်ငပိပန်းပိတ်တာပေါ့နေပါတော့လလာပါနဲ့ဥဖို့ဖြူစာတင်ကြောင်းကိုပို့ပြီးပါတယ်စာတင်ကြောင်းဘက်ရောက်တဲ့အခါမှာလေဦးကိုထိုးတင်ပြီးတယ်သူ့သားတွေရှုံ့ပွက်တစည်းမှမနေအောင်ခလေးတွေတယောက်မှရှုံ့ပွက်မနေအောင်စာတင်ကြောင်းကိုသွားတယ်စာတင်ကြောင်းသွားတဲ့အခါမှာဖို့ဖြူလေကျူးကိုချီးတယ်ပြီးရင်သူ့ဖာသာငါရှာဖာရှာလုပ်တယ်3နိုင်ခွဲကျွန်တော်တို့9နိုင်ကြောင်းနဲ့3နိုင်ခွဲကြောင်း3နိုင်ခွဲရတဲ့ခေါင်းလောင်းထိုးပြီးဆိုတာနဲ့ဖို့ဖြူသူ့ငါရှာဖာရှာကိုရက်သူရှာတဲ့ဟာလေပေါ်တင်ပြီးရင်လေဦးကိုစာတင်ကြောင်းထိတ်ကိုထိုးတင်ခလိတရရှုပ်ပွက်မနေမနဲ့ဆင်းရတယ်အလုံးစုံပြီဆိုတဲ့အချိန်မှာကျွန်တော်တို့ရွာဘက်ကိုလေဦးပြန်ထိုးထုတ်အနောက်ကနေလေကြီးကြီးကိုပက်ကြီးတဲ့လောပြီးတော့ဘိုးကျော်အောင်ဆန်းအမတန်ကြိတ်တဲ့ဒိုရာတန်းအေးရတဲ့ချင်းသူတပိုက်တွေရတဲ့ချင်းကိုဆိုပါလေကလေးကိုလောမီဘေးမတန်မဲအေးချမ်းတော့ဒီမြေကန်ကြီးရင်းနေစိမ့်နေလေကြီးသူအတန်ကျေးတဲ့ဆိုလို့ရှိရင်ခလေးတွေကလည်းအနောက်ကနေလိုက်ဆိုကြတယ်ဗျလေကလေးကိုလောမီဘေးမတန်မဲအေးချမ်းတော့ဒီမြေကန်ကြီးရင်းနေစိမ့်နေလေကြီးအဲ့တချင်းနဲ့ကြားရတယ်ကျွန်တော်တို့ရွာကတိပါပြီအဖို့ပြုခလေးတွေကိုတင်လာတဲ့လေကျွန်တော်တို့ရွာကိုပြန်ရောက်ပြီဆိုတာပြန်လာပြီဆိုတာတိပါတိတ်မကြပါဘူးရွာကိုရောက်တဲ့ဥပုရွာသူသာရှုံ့မနေနာသူခလေးတွေကြားတော့ရှုံ့မမနေရဘူးဗျလေကိုထုတ်တင်ပြီးတဲ့ခလေးတွေကလေဘောခါနေပြီးတော့မြစ်စိတ်ပေါ်တက်အင်ကိုပြန်ကြဂျားမှာကစားစရာအချိန်ကြီးရပေါ့နေ့စဉ်အဲ့လိုမျိုးဥပုပြုလုပ်ပြပါတယ်စာတင်ကြောင်းဘက်ကိုလေဦးထုတ်ပြီးတာနဲ့လေကလေးကိုလော်မီကျွန်တော်ရွာသိပြီးဥပုပြုရဲ့လေစာတင်ကြောင်းကိုသွားပြီးဆိုတာသိပြီးပူစရာမလိုဟိုရောက်တော့လေကျိုးချီတယ်ပြီးငါးရှာဖာရှာလုပ်တယ်ဒါမဲ့ကန်ဆိုးစွာဖြစ်ပဲတရက်မှာတော့ဥပုပြုကသူ့ဖာသာသူငါးရှာဖာရှာလုပ်ရင်းနဲ့ပိုးထိတာပေါ့ပိုးထိတဲ့စားကျွန်တော်တို့ရွာမှာကရင်နေနေနဲ့ဆိုလို့ရှိရင်တော့မွေကြိုက်ခံရတာပေါ့မွေကြိုက်ခံရလို့ရှိရင်ကျွန်တော်တို့ရွာမှာအသက်ရှင်ကိုထုံးစံမရှိပါဘူးကျွန်တော်ပြောနေတဲ့ရွာကကရင်ရွာကကျွန်တော်မော်လမြိုင်ဒီမွန်ပြည်နယ်ကိုဆင်းသွားမော်လမြိုင်ဆိုတဲ့မြို့ကိုရောက်မော်လမြိုင်ကနေဆက်သွားရင်25မိုင်ကျော်ရင်မူတုံဆိုတဲ့မြို့ကိုရောက်မူတုံကနေပြီးနောက်22မိုင်တိတိသွားရင်ကျွန်တော်ပြောတဲ့ခလေတကုန်းနိုင်ကိုရောက်သူတို့ခက်ကဘာကားလမ်းမှမရှိခဲ့ပါဘူးစက်ပိန်လမ်းသွားလို့မရဘူးစက်ပိန်လမ်းမရှိမူတုံဆိုတဲ့မြို့ကိုသွားချင်လို့ရှိရင်လမ်းလျှောက်သွားရတာပေါ့အဲ့လိုပို့တီဗီဆိုတာနဲ့ကျွန်တော်တို့ရွာမှာလုတ်တက်တဲ့အကျင့်ကိုရှိပါတယ်နီးစပ်ရဝလုံးကိုခုတ်ကရင်လိုခေါ်မယ်ဆိုတော့တင်တိုင်းကိုခေါ်တာပေါ့အတင်တိုင်းကိုယူအရှိမချီအနောက်မှာတကုချီဂျာမပကတ်လို့လုတ်ပြီးတော့ပို့ထိတဲ့လူကိုအပကတ်တွေထည့်ပြီးတော့လူကြီးတွေကထမ်းပြီးပါတယ်22မိုင်တိတိဝေးပါတယ်တခါမှအသက်ရှင်ကိုထုံးစံမရှိပါဘူးဒါပေမဲ့အဲ့လိုတစ်ခါဖြစ်တိုင်းရလို့ရညာနဲ့ကျွန်တော်တို့ရွာကလူကြီးတွေကအဲ့တိုင်းပဲထမ်းပြေးပါတယ်ဥပုပ်ပို့တီဗီစရာနဲ့ရွာမှာဝလုံးခုတ်ပါတယ်အရှိမတင်တိုင်းကိုချီတယ်အနောက်မှာတင်တိုင်းကိုချီတဲ့ဥပုပ်ဖြူကိုပကတ်တဲ့ထိပ်ပြီးတော့ရောက်လို့ရညာနဲ့ထမ်းပြေးပါတယ်ဒါပေမဲ့ဒီတစ်ခါထမ်းပြေးတာပိုထူးဆန်းပါတယ်အဲ့လိုထမ်းပြေးတဲ့အနောက်မှာသူ့တာဖုန်းကြီးကပါလာပါတယ်စာတင်ကြောင်းကနေသူကြားပြီးသူ့အဖေပို့ထိပြီဆိုတာကြားတာနဲ့စာမတင်တော့မနဲ့သူ့အဖေနောက်ကိုပြေးလိုက်ပါတယ်လူကြီး2ယောက်ကဝလုံးကိုထမ်းပြီးတော့တင်နိုင်ထဲမှာရှိတဲ့ဖုပြူထမ်းပြေးတာဟုတ်အဲ့ဒီခြေလှမ်းမိအောင်ဖုန်းကြီးကလိုက်ပြေးတယ်သူ့အဖေဖုပြူရဲ့လက်ကိုကင်ပြီးတော့တွတ်ပြောတယ်အဖေမသေးရအောင်အဖေမသေးရအောင်အဖေတည်တော်လို့ရှိရင်ကျွန်တော်တို့ရွာမှာစာတင်ကြောင်းကိုလိုက်ပို့တဲ့လူဆိုတာတယောက်မှရှိတော့မဟုတ်တော့အဖေသာတည်တော်လို့ရှိရင်ကျွန်တော်တို့ရွာမှာ၄ထပ်အောင်နေဆိုတဲ့လူတော်တယောက်မှရှိတော့မှာမဟုတ်ဘူးအဲ့တော့အဖေမသိနဲ့တော့အဖေမသိရအောင်တွတ်ပြောလိုက်ဥပုပ်ပြကတော့ပကတ်တယ်မှာနေပြီးတော့အတင်နိုင်ထဲမှာခွေလိုက်ပြီးတော့ဘာမှမပြောပါဘူးတော်တော်လေးကြာတဲ့အခါသူ့ဖာသာသူတဘောပပုံရပါတယ်ဥပုပ်ပြသူ့တာရဲ့လက်ဖက်ကနေပြန်ဆဲ
လူကြီးချီလန်းကိုမိအောင်လိုက်နေတဲ့သူ့သားဖုန်းကြီးရဲ့လက်ကိုပြန်ကန်လိုက်ပြန်ကန်ပြီးတော့ပြောတယ်ဟုတ်တယ်ငါသားရဲ့မင်းပြောတာသိမှန်တာပေါ့ဒီရွာမှာအဖေသာတည်တော်လို့ရှင်သားလို့လှီလို့ပို့ပြီးမှသူရှိတော့မှာမဟုတ်ငတ်သားအပြင်ကနပြောတဲ့မိနေတို့အောင်ကျော်တို့စောနိုင်တို့တည်တာတို့အကျွေတို့ကအစစတင်ညောင်းကိုတက်ရမှာမဟုတ်အဲ့တော့ကြလို့ရှင်ငါတို့ရွာမှာလေးတန်းအောင်နေဆိုတဲ့လူတော်ရှိတော့မှာမဟုတ်သားရဲ့အဲ့တော့ငတ်သားမင်းငါကိုဂရိတခုပေးစမ်းပါအဖေဘာဂရိပြရအဖေကမရှိတော့လို့ရှင်ငတ်နေရမှာမင်းတငယ်ချင်းတွေမင်းလေးလို့ပို့ပြီးတော့ဂရိပေးစမ်းပါအဲ့ချိန်ကျမှဖုန်းနေရမျက်ရည်ကြတာပေါ့အဖေရဲ့ဘလို့စကားပြောတာလဲဒီလေးကိုအဖေပဲလှော်ပေးရမှာပေါ့အဖေမှမလှော်ရင်ကျွန်တော်တို့ရွာမှာကျွန်တော်ကဘလို့လှော်နိုင်မှာလို့ဟုတ်တယ်ငါသားရဲ့အဖေသာအသက်ရှင်ခဲ့မဲ့ဆိုရင်တော့ဒီလေးကိုအဖေလှော်ပို့ပေးပါဒါမဲ့အဖေအသက်မရှင်ခဲ့ရင်တော့ဒီလေးကိုမင်းလှော်ပြီးတော့မင်းတငယ်ချင်းတွေကိုစာတင်ကြောင်းရောက်အောင်ပို့ပြီးမှလို့ဂရိပေးစမ်းပါကျင်ဖန်မြောက်များစွာဂရိတောင်းတဲ့အခါဖုန်းနေရဂရိပေးရှာတယ်ဟုတ်ကဲ့အဖေဒီလီကိုအဖေပဲလှော်ပို့လာဒါပေမဲ့အဖေမရှိတော့လို့ရှင်တော့ကျွန်တော်လှော်ပို့ပြပါလမ်းတော့မှာပဲအခုပြဆုံးပါတယ်ရွာကိုပြန်ယူချလာပါတယ်ကရင်တွေရဲ့ထုံးစံအတိုင်းပြန်တကြိုပါတယ်ပြီးတော့ရက်လေနေမှာအမတန်မှကိုထူဆန်းတဲ့အဖြစ်တစ်ခုဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့ခါတိုင်းလိုပဲကလေးတွေကစာသင်ကျောင်းသွားဖို့အတွက်လှေစိတ်ကိုဆင်းပါတယ်အဲ့လှေစိတ်မှာဥဖုတ်ဖြူအစားဖုန်းနီဆိုတဲ့ကလေးကကြိုရောက်နေပါတယ်ပြီးတော့အဲ့ဖုန်းနီကလှေကြီးကြီးကိုကန်းကိုထိုးတင်ပေးပါတယ်ဆိုတော့ဥဖုတ်ဖြူဆိုတာလူကြီးတယောက်ပါဖုန်းနီဆိုတာကလေးလေးပါဥဖုတ်ဖြူကသူ့အင်အားနဲ့လေဦးကိုကန်းထိတ်ထိရောက်အောင်ထိုးတင်နိုင်ပေမဲ့ဒီဖုန်းနီဆိုတဲ့ကလေးကလှေဦးကိုကန်းထိတ်ရောက်အောင်ဘယ်လိုလုပ်ထိုးတင်ပေးနိုင်မှာလို့အနောက်ကနေရက်ကန်နဲ့သူထိုးတင်ပြီးတဲ့လေဦးကကန်းကိုမရောက်ကလေးတွေရှုပ်ပွက်နင်းပြီးဆင်းရတဲ့အခါဖုန်းနီကိုအပြစ်တင်ရှာတယ်အဲ့ဖုန်းနီနင်းညံ့လိုက်လားဟာနိဖေရောငါတို့ကရှုပ်ပွက်တစည်းမှမနှင်းမဲ့နဲ့ဒီလေပေါ်ဆင်းရတာအခုနင်းလှေလှော်တဲ့အခါကျမှငါတို့ကရှုပ်ပွက်နင်းပြီးဆင်းရတာဟာဖုန်းနီကလည်းတောင်းပန်ရှာတယ်ငါလည်းအင်အားရှိတဲ့လောက်တော့ထိုးတင်ပေးတာလေဦးကကမ်းမရောက်တော့နောက်နေ့ကျလို့အရှင်အလုံးမဖြစ်စေရပါဘူးခလေးဒီအားလုံးပွားစီနဲ့အေးနောက်နေ့အလုံးမဖြစ်စေရဘူးနေမပြောနဲ့တိတိချာလို့လေသမားလို့လို့အရင်တော့အကြောင်းသားချင်းတူပါပဲအခုလေသမားနဲ့အကြောင်းသားကွာသွားတဲ့အခါဖုန်းကြီးကိုပြစ်တင်ရှာပါအားလုံးစုံတဲ့အချိန်မှာဖုန်းကြီးကလေကြီးကြီးကိုစာတင်ကြောင်ပဲထုတ်တယ်အနောက်ကနေပဲ့ကြီးနဲ့ခလေးတူတိကလေးလှော်ပြီးပဲ့လေထင်းပြီးဆုံးနေကြတဲ့ချင်းမှာပဲကလေးတွေအားလုံးဆိုကြတဲ့လှေကလေးကိုလောမြည်ဘေးမတမ်းမဲ့အေးချမ်းတော်ဒီမြေကမ်းကြီးရင်ရီစိမ့်လဲကြီးဥဖို့ပြကလူကြီးဖြစ်တဲ့အတွက်ဒီလှေကြီးကိုကောင်းမွန်စွာထိန်းနိုင်ပါတယ်ဒါပေမဲ့ဖုန်းတွေကလူသတိကဒီလှေကြီးကိုလှော်တက်ကြီးနဲ့ထိန်းပေးရတဲ့အခါအဲ့လှေကစာတင်ကြောင်းကိုအချိန်မီမရောက်ပါဘူးမြစ်ထဲမှာပဲလဲနေပါတယ်ကျွန်တော်တို့မော်လမြိုင်ဘက်မြစ်ကရင်ပြည်နယ်ဘက်မြစ်ကပင်လယ်နဲ့နီးစပ်တဲ့အတွက်ရေစီရန်တမ်းပါမြစ်ထဲမှာဒီလေးလင်းနေပြီခလေးတည်းသိပြီစာတင်ကျောင်းကခေါင်းလောင်းထိုးတန်ကြားပြီဟဲ့ဘုန်းကြီးနေဘလူလှုံနေတာတော့ဟိုမှာစာတင်ကျောင်းကခေါင်းလောင်းထုတ်ပြီးငါတို့လှီကဘယ်ကူမှမရောက်သေးဘူးစာတင်ကျောင်းကိုနောက်ကျတဲ့အခါဆရာမတွေရဲ့အပြစ်ပေးခြင်းခါမှာပေါ့နင်းညံ့လိုက်တာဘုန်းကြီးကလည်းအနောက်ကနေလှီလို့ပုတ်ပေးနေပဲ့လေကိုင်းငါလေးလှော်တက်နေတယ်လို့လှော်ပြီးနေတာပဲမရောက်တာတော့ငါညံလို့နေမှာပေါ့ရောက်ပါတယ်စာတင်ကြောင်ကဒီမှာလှေကဒီမှာစာတင်ကြောင်ကခေါလန်ထူတာတော်ကြာပြီခလိတရရှင်ဘနေအပြစ်တင်ပြီးစာတင်ကြောင်ကိုပြေးသွားတယ်ဖုန်းကြီးကနင်းညံလိုက်တာနင်းညံတဲ့အတွက်ငါတို့ဆရာမတွေအပြစ်ပေးခြင်းခံရမှာပဲခလေးဒီစာတင်ကြောင်းရောက်တဲ့အချိန်ကျမှဖုန်းကြီးကသူ့ရဲ့လှေကြီးကိုလှေကြိုးကိုဒီကြောက်စုချတဲ့လှေကြိုးတိမှာပေါ့အရှိမချလာတဲ့လှေကြိုးကိုထမ်းပြီးတော့လှေကိုစာတင်ကြောင်းနဲ့အနီးဆုံးကိုပြန်ဆွဲလာဘာကြောင့်လို့သူ့တငယ်ချင်းနေအိမ်ပြန်တဲ့အချိန်မှာစာတင်ကြောင်းနဲ့အနီးဆုံးနေရာမှာသူ့ရဲ့လှေကိုထားချင်လေကြိုးကိုချီးတယ်ပြီးတော့
လက်တရပေါက်ပြင်းနေတာပေါ့လှော်တက်ကြီးကြီးကိုခလိတတိကလေကြီးကြီးနဲ့လှော်လေကြီးကြီးကိုပက်ထိန်နေရတော့လှော်ရတာလက်တရပေါက်ပြင်းနေတဲ့အတွက်တက်တာလို့တက်တာညာနဲ့ရေးစိမ်ထားတယ်စာသင်ကျောင်းကစာအန်တန်ကြားတဲ့အခါမှာဖုန်းနေရအလိုလိုနေနေမျက်ရည်ကျတယ်ဘာကြောင့်လို့သူကိုယ်တိုင်စာသင်ခြင်းနဲ့ခလိတယောက်ကစာမသင်ရလို့မျက်ရည်ကျတာလားဒါမှမဟုတ်လို့ရှိရင်လေကြီးကြီးကိုပက်ကြီးကြီးနဲ့ခလိတတိကလေးကပက်ကရတဲ့အတွက်လက်တွေပေါက်ပြမျက်ရည်ကျတာလားတော့မသိပါဘူးညနေကျတော့ကလေးတွေက3နိုင်ခွဲဆိုပြန်ဆင်းလာပါတယ်ဖုန်းကြီးအဲ့ဒီအချိန်မှာမျက်ရည်သုတ်လေဦးကိုပြန်ထိုးပြီးတယ်ရှုံးပွက်နင်းပြီးတော့ဆင်းရတယ်ကံပေါ်ထိမရောက်တော့ဒီကလေးကရှုံးပွက်နင်းပြီးဆင်းရတဲ့အခါကလေးတွေကသူ့ကိုအပြစ်တင်နေအလုံးစုံတဲ့အချိန်မှာရွာဘက်ကိုပြန်ထိုးထုတ်တယ်ဆုံးနေကြတဲ့ချင်းပါပဲဒူရာတန်ရင်ချင်းလေကလေးကိုလုံးကြီးဘေးမတန်မဲ့အေဂျင့်ရွာကသိပါပြီဒီလေတစင်းကစာတင်ကျောင်းကိုသွားတဲ့လေကကျွန်တော်တို့ရွာဘက်ကိုပြန်လာပြီဆိုတာသိပါတယ်ဒါပေမဲ့အဲ့လေကအချိန်မှမရောက်ပါဘူးကံနဖူးမှာမိဘတွေအကုန်စိတ်ပူကြပြီဖုန်းကြီးကအနောက်ကနေလေကြီးကြီးကိုပက်ကြီးကြီးနဲ့ကင်ပြီးတော့ဘယ်ကူမှမရောက်ဘူးသူတို့သာဘေးမတန်မဲ့အေဂျင့်တွေဆုံးနေတာဒီလေကမြစ်တယ်မှာလဲနေတယ်ဟဲ့ဖုန်းကြီးဟိုလိုလောဒီလိုလောထိုက်အော်တယ်ရွာဘက်ကိုရောက်ပါတယ်ရွာကဒီမှာပေါ့လေကအဝေးမှာစိုက်တာပေါ့ကလေးတွေကအပြစ်တင်ကြတယ်မိဘတွေလည်းအပြစ်တင်တယ်အဲ့ဒီကောင်ဖုန်းကြီးယူမြန်းနေလားဘလို့လောမှမသိဘူးအားလုံးအင်ကိုပြေးသွားတဲ့အချိန်ကျမှဖုန်းကြီးကသူ့လှီကြီးကြီးကိုခုနကျွန်တော်ပြောတဲ့အတိုင်းလှီကြီးကိုပခုံးဆမ်းပြီးတော့ရွာနဲ့အနီးဆုံးကိုပြန်ထားတယ်ဘာကြောင့်လဲနှုံးနေမနဲ့သူ့တငယ်ချင်းတွေဆင်းတဲ့အခါမှာရွာနဲ့အနီးဆုံးနေရာကိုလေရောက်ဖို့အတွက်ပြန်ထားပါတယ်နောက်နေ့မနေ့အဲ့တိုင်းရှစ်ပတ်နေပြီးဆင်းတယ်စာတင်ကြောင်းသွားတဲ့အချိန်မမီဘူးခလေးတွေကကျန်တဲ့တငယ်ချင်းတွေအပြစ်တင်ပြီးတော့စာတင်ကြောင်းသွားတယ်ခလေးတွေစာတင်ကြောင်းသွားတဲ့အချိန်ကျမှဖုန်းကြီးကလေကျူးကိုခုတ်မှထမ်းပြီးတော့မြစ်ကန်တောက်လျှောက်ပြန်ဆွဲစာတင်ကြောင်းနဲ့အနီးဆုံးကိုထားတယ်လက်တွေပေါက်ပြင်းနေတဲ့အတွက်လက်ကိုရေးစိမ်ထားတဲ့စာတင်ကြောင်းကစာအန်တန်ကြိုက်သူမျက်ရည်ကျတယ်ပြီးတော့သူ့ဖေလိုပဲသူစဉ်းစားမိတယ်ငါဒီတိုင်းမျက်ရည်ကျနေလို့တော့မပြီးဘူးဘာလို့ရတာလဲသူ့ဖေလိုငါရှာဖာရှာလုပ်ရတယ်သူ့ဖေငါရှာအဖိုးပြငါရှာဖာရှာလုပ်ရခြင်းအကြောင်းရင်းကအိမ်မှာစားဖို့အတွက်ဖုန်းလျာသူ့မှာအကြံစီရှိတယ်သူနဲ့အင်မတန်ခင်းတဲ့တငယ်ချင်းတယောက်ရှိတယ်အောင်ကျော်ဆိုတဲ့ကလေးပေါ့ညနေကြောင်းဆင်းလာတဲ့အချိန်မှာသူကိုလို့ငါတွေဖားတွေကိုသူလှီတယ်ထဲထားတယ်ကလေးတွေအလုံးဆင်းလာတဲ့အချိန်မှာရွာဘက်ကိုလှီလော်ပြီးတယ်လေကလေးကိုလုံးကြီးဘေးမတန်မဲ့အေဂျင့်တော်ဒီဆိုနေတဲ့အချိန်ကျမှအောင်ကျော်ဒီနေ့စာတင်ကြောင်းမှာဘာတင်တာလို့အောင်ကျော်လည်းမျက်နှာမှာဟဲ့အောင်မဘာလို့မိတာလို့ဟုတ်ပါဘူးဟာငါဒီနေ့စာတင်ကြောင်းမှာမင်းတို့ကြောင်းမှာတင်တဲ့ဟာလေးငါတင်ခြင်းလို့ပါအောင်ကျော်လည်းခါတီတီပဲဟဲ့အောင်လေသမားလို့လှုပ်ဆာမှာမင်းចောင်းစာတိနေစရာအကြောင်းရှိတော့ဘောဘောအောင်ကျော်ရဲ့ဒီမှာငါရှာရတဲ့ငါရွယ်လေးဖားရွယ်လေးရှိတယ်ဒီဟာလေးယူတော့မင်းယူတော့ចောင်းမှာဘာတင်လဲပဲငါ့ကိုပြောပြစမ်းပါငါရွယ်လေးဖားရွယ်လေးရတော့မှအောင်ကျော်ကအေးဒီနေ့တင်လာတော့မမဝထထကအကပထမကပါမမရညညလာတော့ဒါပဲငါရွယ်ယူပြီးတော့သွားတယ်ဖုန်းကြီးကတဆင့်ခံစာပြန်တင်ရတယ်အဲ့လိုသွားနေနဲ့တရက်မှာအင်မတန်မှကိုထူးဆန်းတဲ့အဖြစ်ပါလေခုနကျွန်တော်ပြောတဲ့ဥကြက်စီသမီးလေးအကျွေကဒါကိုသူရိပ်မိပါဒီလေကဒီတိုင်းဖုန်းကြီးဆိုတဲ့ခလေးလောနေလို့ဘယ်ကိုမှမရောက်တော့တာစာတင်ကျောင်းကိုလည်းအချိန်မီမရောက်အိမ်ကိုလည်းအချိန်မီမရောက်တာသူရိပ်မိတယ်အဲ့တော့သူ့အမေကပြန်ပြောတယ်အမေသမီးကိုလှော်တက်ကလေးတတိကလေးချောင်းလုပ်ပြီးပါအမေအဲ့တော့ဟဲ့မိမနဲ့လှော်တက်နဲ့ဘာဆိုင်လို့တော့မဆိုင်လို့မပြောပါနဲ့အမေသမီးတို့စာတင်ကျောင်းကိုသွားနေတဲ့လေဥဖို့ပြူလှော်ပြီးတော့စာတင်ကျောင်းကိုရောက်ပါရဲ့အခုသူတငယ်ချင်းဖုန်းကြီးလှော်တက်ကြီးနဲ့လေကြီးကိုလှော်နေတယ်ခလီတတိကလေးတယောက်ကလှော်နေတာတခါမှလည်းစာတင်ကျောင်းကိုမိတယ်ဆိုတာမရှိဘူးမေရဲ့အဲ့တော့သမီးလှော်တက်တတိကလေးတစ်ချောင်းနဲ့ဖုန်းကြီးကိုအတူတူလှော်ပေးချင်တယ်အော်ကိုတငယ်ချင်းကိုညီတဲ့ကိစ္စပဲသိကောင်းတာပေါ့နေအဖေကငါပြောပြဟဲ့ကျစီရှစ်သမီးအကျွေးရတော့ယူမြန်နေလားမသိဘူးဘာဖြစ်လို့လှော်တက်တတိကလေးတစ်ချောင်းလို့ချင်တယ်ဟဲ့မိမနဲ့လှော်တက်နဲ့ဘာဆိုင်လို့
ဟုတ်ပါဘူးသူတငယ်ချင်းဖုန်းတွေကိုလှေအတူတူလောက်ကပ်ပေးခြင်းနဲ့ဆိုပြီးပြောအော်ကိုတငယ်ချင်းကိုညီတဲ့ကိစ္စပဲကောင်းတာပေါ့လော်တက်ကလေးတတိကလေးချောင်းလုပ်ပြပါလေနောက်နေ့မနေ့လေစိတ်ကိုဆင်းလာတဲ့အခါပေါ့အကျွေးရပခုံးပေါ်မှာလော်တက်ကလေးတတိကလေးတစ်ချောင်းပါလာပါတယ်ကျန်တဲ့လူတွေကဖုန်းတွေအရင်ရောက်တဲ့လေဦးကိုထုတ်တင်ပြီးတယ်ကျန်တဲ့လူတွေရှုံးမနေမိဆင်းရတဲ့အခါဖုန်းတွေကိုပြစ်ပြောတယ်အကျွေးရတော့ဘာမှမပြောတော့ဘူးလှေထိတ်ကိုသွားတယ်လှေထိတ်ကနေပြီးတော့လော်တက်တတိကလေးတစ်ချောင်းလှော်ပြီးတယ်ဖုန်းတွေကအနောက်ကနေဒီလှေကိုပဲ့လေထရင်လှေလော်တက်လေလော်ရင်နဲ့လော်ရှာတယ်ဆိုနေကြတဲ့ချေရတော့ဒူရာတိုင်းချင်းပါလေကလေးကိုလော်မီဘိမတမ်းမဲ့အေဂျင့်တော့ဒီမြေကနေရင်းနေစိမ့်လဲလဲကြီးဆိုတော့လော်တက်ကလေးတတိကလေးတစ်ချောင်းကဒီလှေကိုဘလောက်မှမမြန်သွားစေဘူးဆိုတာတော့တိတ်ပြီးတော့သိကြပါတယ်ဒါပေမဲ့ဒီလော်တက်ကလေးတတိကလေးတစ်ချောင်းကြောင့်ကျန်တဲ့လူပေါ်မှာရက်ခတ်မှုရှိပါတယ်အနောက်မှာဖုန်းဒီဆိုတဲ့ခလေးကလှော်တက်ကြီးနဲ့လှေကြီးကိုပဲ့လဲကန်ရတဲ့လှေလဲလှော်ရတယ်အရှိမအကျွေဆိုတဲ့ခလေးမကလှော်တက်တဲ့ကလေးနဲ့လှော်ခတ်တဲ့အခါမှာဂျာမထိုင်နေတဲ့ခလေးတွေကသူ့အလိုလိုရှက်လာတယ်အနောက်မှာသူတို့တငယ်ချင်းဖုန်းကြီးကလှေလဲလှော်တယ်ပဲ့လဲထိန်အရှိမအကျွေကလည်းလှေလှော်ပြီးနေတယ်ငါတို့ဘာဖြစ်လို့ဒီတိုင်းအလကားတိုင်စီနေရမှာတော့မင်းနဲ့အိမ်ပြန်ရောက်တဲ့အခါမှာပြန်ပြောတဲ့အမေသမီးကိုလော်တက်ကလေးတတိကလေးတစ်ချောင်းလုပ်ပြီးပါဟဲ့မိမနဲ့လော်တက်နဲ့လည်းဘာဆက်လို့အမေကစဉ်းစားကြည့်ပါဦးရှေ့မှာအကျွေးဆိုတဲ့ကလေးမကလော်တက်တတိကလေးနဲ့လော်နေတာအနောက်မှာသမီးတငယ်ချင်းဖုန်းတွေကလီလဲလှုပ်ပြီးတယ်ပဲ့လဲထိနေရဂျားမှာသမီးထိုင်စီရတာရှက်လိုက်တာအမေရဲ့သမီးရောဖုန်းတွေကိုတူတူအကျွေးကိုတူတူလော်ခတ်ပြီးလို့မရနိုင်ဘူးလားအော်ကိုတငယ်ချင်းကိုကူပြီးလော်ပြီးတာပဲသိကောင်းတဲ့ကိစ္စပေါ့လော်တက်ကလေးလုပ်ပြီးတယ်တီတာကလည်းအိမ်မှာပြန်ပြောတယ်အမေသမီးကိုလည်းလော်တက်လုပ်ပြီးတော့သူမြတ်လော်တက်နဲ့ဆင်းလာပြီးတော့သမီးကဒီတိုင်းထိုင်စီရတာသိရှက်စရာကောင်းပါပဲနောက်နေ့မနေ့လေစိတ်ကိုဆင်းတဲ့အခါမှာခလေးတော်မြတ်မြတ်လက်ထက်မှာလော်တက်ပါလာပါတယ်အတူတူလော်ခတ်ကြတယ်ရှုံးကနေရတယ်တချို့အပြစ်ပြောတယ်တချို့အပြစ်မပြောကြတော့ဘူးရောက်စာတင်ကြောင်းဘက်ကိုထုတ်တယ်တချစ်ဆိုကြတဲ့ဒူရာတိုင်းချင်းတဲ့လေကလေးကိုလောင်းရင်ဘေးမတမ်းပဲအေဂျင့်တော့ဆိုတော့လောက်တက်ကလေးတသိကလေးတစ်ချောင်းကဒီလေကိုဘလောက်မှမမြန်သွားစေဘူးဆိုတော့တိတ်ပြီးတော့သိကြတာပေါ့ဒါပေမဲ့လောက်တက်ကလေးတသိကလေးတွေအများကြီးဖြစ်သွားတဲ့အခါမှာဒီလေကတမ္မန်ထက်တော့ပို့ပြီးတော့မြန်သွားစေတာပေါ့ဒီကြားထဲမှာဖောက်နေတဲ့ကောင်းတွေရှိတဲ့အောင်ကျော်ပေါ့ခတ်တီပဲဘာလို့တမမယူလာဘဲနဲ့လေပေါ်မှာခတ်တီထိုင်စီးတယ်ကျန်တဲ့လူကမြင်ပြီးအောင်ကျော်ဒီလေပေါ်မှာစီးနေတဲ့လူတော်တော်များများကတော့လော်တက်နဲ့လာတော့နေကဘာဖြစ်လို့လော်တက်မယူဘဲနဲ့ဒီတိုင်းထိုင်စီးတာတော့အောင်ကျော်လည်းမျက်နှာမှာခတ်တီပဲတလားကြလို့ရှိရင်ငါအဖေကစဘာမှုပနတေသူတို့အိတ်တော့ပြီးထားတယ်အဲ့တော့ငါဒီလေပေါ်မှာလော်စရာမလိုငါဘာသာငါထိုင်စီးရုံမရအလိုကဝန်ကန်ကိုကြတယ်ဟဲ့ဒီလေပေါ်မှာတူထိုင်စီးတဲ့လူမှန်သမျှကငါတို့အိမ်ကလည်းငါ6ပနဲ့ကိုယ်ဘသူအိမ်ကလည်းငါပြီးဘနေပြီးသားဖုန်းနေတို့အိမ်ဆင်းရလို့ငါတို့ပြရတာဒီလေပေါ်မှာစီးတဲ့လူမှန်သမျှကတက်ညီလက်ညီလောက်ခတ်ဖို့လိုတယ်ငါမလုံနိုင်အောင်ကျော်လေငါမလုံနိုင်လို့ရှိရင်ဒီလေပေါ်မှာမစီးနဲ့အောင်ကျော်လည်းကတိတီပဲငါအဖေကတိပဲငါမစီးရလို့ကိစ္စမရှိဘူးငါနောက်နေ့ကျငါအဖေကိုငါလှောက်ခိုင်းနောက်နေ့တကယ်ပါပဲယောကလင်းနေစင်ထွက်လာတယ်ဒီဘက်ကဖုန်းကြီးလောက်တဲ့လီခလေးတွေအားလုံးတက်ညီလက်ညီလောက်တဲ့လီဟိုဘက်ကအောင်ကျော်တယောက်တည်းထိုက်စီးတဲ့လီသူ့အဖေကလိုက်ပို့တယ်လီပေါ့ဒီဘက်ကခလေးတွေကတမ်းမြန်ဆိုတဲ့လီကလေးကိုလောင်းပြီးဘင်းမတမ်းမဲ့အေဂျင့်တော့အောင်ကျော်ကလည်းဟိုဘက်ကနေဆိုတဲ့လီကလေးကိုလောင်းပြီးဘင်းမတမ်းမဲ့အေဂျင့်တော့အနောက်ကလီလော်တဲ့သူ့အဖေကပြောပြီးရအောင်ကျော်မင်းအတန်တိတ်မလားမင်းငါလှော်တန်းနဲ့ရည်တွေရိုက်ချမလားပြောမင်းကွာအားလုံးအတူတူတက်ညီလက်ညီလှော်တဲ့လေပေါ်မှာမင်းလည်းတူတူတက်ညီလက်ညီလှော်ပြရမှာပေါ့မင်းငါတယောက်တည်းလိုက်ပို့ရအောင်ငါလည်းအားနေတယ်ကောင်မဟုတ်ဘူးဟာနောက်နေ့ကျလို့ရှိရင်မင်းအဲ့ဒီလေပေါ်မှာစီးမစီးမင်းဖာသာပဲလှီလှော်တော့အောင်ကျော်လည်းခတိပဲရရဖေးမပို့လေရကျွန်တော်လှီယူတော့နောက်နေ့လင်းနေစင်ထွက်လာတယ်ဒီဘက်ကဖုန်းကြီးလေးခလေးတွေတက်ညီလက်ညီလှော်တယ်လှီဟိုဘက်ကအောင်ကျော်လှီတယောက်တည်းလှော်တယ်ဆိုတော့တချင်ကတော့လေကလေးကိုလောင်းမြည်ပြီးမတတ်မဲ့အောင်ကျော်ကလည်းလိုက်ဆိုရဲလေကလေးကိုလောင်းမြည်ပြီးမတတ်မဲ့အချင်းဒီဘက်ဖုန်းကြီးလေးကစာတင်ကြောင်းကိုရောက်ပါပြီ
ဟိုကောင်ကဘေးမတမ်းမဲအချမ်းတော့ဒီဆိုတာဆိုနေတာသူ့လေကဘယ်ကောင်မှမရောက်ပါဘူးမြစ်ထင်မှာလဲနေတာရွာကလူတွေတိပြီးတော့အကုန်လုံးဝိုင်းဆဲမှာအောင်ကျော်လေးကရွာပြန်ရောက်ပါတယ်အဲ့ဒီအောင်ကျော်စာတင်ကျောင်းကိုမရောက်လိုက်ပါဘူးနောက်နေ့ကျတော့အောင်ကျော်ကလည်းနေလို့မရတော့သူ့အဖေပြောတယ်တောက်လဲလှော်တက်ကလေးတတိကလေးချောင်းလုပ်ပြီးပါနောက်နေ့မနေ့လေးစိတ်ကိုဆင်းတယ်ကလေးတွေတော်တော်များများလက်ထက်မှာပခုံးပေါ်မှာလှော်တက်တတိကလေးတွေပါတယ်အောင်ကျော်ကတော့သူမှားရတဲ့အတွက်သူများလို့လှော်တက်ကိုပခုံးပေါ်မှာမတင်လာနိုင်ပါဘူးလုံကြီးကြတဲ့ဖွက်ယူလာတယ်လေးစိတ်ရောက်တော့အကျွေးကိုပြောတယ်ဟဲ့အကျွေးဖုန်းကြီးကိုပြောပြစမ်းပါဘာပြောပြရမှာငါလည်းဒီလေးပေါ်မှာအတူတူစီးတယ်ဟဲ့ဒီလေးပေါ်မှာအတူတူစီးတဲ့လူမှန်သမျှကလှော်တက်တတိကလေးတွေနဲ့အတူတူလှော်ပြရအောင်ကျော်အဲ့ဒီတော့မှသူပစိုးကြဖွက်လာတယ်လှော်တက်ကိုပြငါမှလည်းပါတယ်ဟာငါလည်းအတူတူလှော်မယ်ဟာအဲ့ဆိုလို့ရှိရင်နင်းနဲ့အင်မတန်ခင်တဲ့သူပဲဖုန်းကြီးကသူနဲ့အခင်ဆုံးနင်းပြောပါလားငါမပြောရဘူးဟာမှန်တဲ့လူနဲ့မှားတဲ့သူကမှားတဲ့သူကမှန်တဲ့သူကိုရင်မဆိုင်ရဘူးနင်းပြောပြီးစမ်းမအကျွေးကဟဲ့ဖုန်းကြီးနေ့တငယ်ချင်းအောင်ကျော်ကတော့ဒီမှာလှော်တက်ပါလာပြီတို့တူတူလှော်မယ်လို့ပြောတဲ့အဲ့ဒီတော့မှအောင်ကျော်ကလုံကြီးကြားတွေကလှော်တက်ကိုပြတယ်ဖုန်းကြီးကစိတ်ကောင်းတဲ့သူပဲအော်တူတူလှော်မှာပဲလှော်ပေါ့ဒီမလှော်လို့ရှင်းလဲငါတို့ကလိုက်ပို့ပါပေါ့ဘာကြတော့ငါအဖေအဖို့ဖြူကငါတို့လေးထန်းအောင်စီခြင်းနဲ့ဟာအလုံးလေးပေါ်တက်တယ်လှော်တက်သည်ကလေးပါလာတယ်အတူတူလှော်ကြတယ်ဘူကြောင့်အစံကျတဲ့ဒူရာတန်အေးတဲ့ချင်းကိုဆိုရလေကလေးကိုလောင်းပြီးဘိမတမ်းမဲ့အေးဒါမဲ့လေးပေါ်မှာဖောက်နေတဲ့ကောင်ကြီးရှိတာပေါ့ယောက်ျားလေးတွေကနည်းနည်းဆိုးကြတာပေါ့စောင်းနိုင်ဆိုတဲ့ကောင်ကကဲအလုံးတူတူတက်ညီလက်ညီလောကြမယ်ဆိုတော့သူလည်းတက်ညီလက်ညီလောတယ်အလုံးကသူ့ကြည့်ပြီးတော့စောင်းနိုင်မင်းဘလို့လောနေတာတော့တက်ညီလက်ညီလောနေတာပဲလေဘာဖြစ်လို့တော့ဟဲ့တက်ညီလက်ညီလောနေတာတော့မှန်တယ်နေလောနေတာနောက်ပြန်လောနေတာတက်ညီလက်ညီလောမဆိုလို့ရှိအရှိလက်ပြီးလောအတော်ပြောယူမှာစောင်းနိုင်ကအရှိဘက်ကိုလှည့်တယ်တခါကတကယ်အန်ဒီရုံပါတယ်အဲ့ဒါဘာလဲဆိုတော့သူတို့အဲ့လေနေ့စဉ်စာသင်ကျောင်းကိုသွားနေတယ်ဖို့ပြည့်ရလေဟောင်းကြီးပေါ့အရှိမလှိပေါက်ပါတယ်လှိပေါက်တယ်ဆိုရီရီဝင်တာပေါ့ဟာလှိပေါက်ပြီးစရာနဲ့အကုန်လုံးလှိပေါက်မှရှိတဲ့ခလေးတွေပြပြတောက်ဖြစ်တယ်အဲ့ချင်းညမှာအောင်ကြောဟေးဘာမှမပြည့်နဲ့ငါလုပ်ပြီမယ်ဘာလို့လဲတော့ဆိုတော့အနောက်ဘက်သွားပြီးတော့သူ့မှာပါတဲ့ခဲရန်ချွန်တာနဲ့အနောက်မှာတပေါက်ပြန်ဖောက်တယ်အောင်ကျော်နေဘာလို့တာလို့ဟိုမှာလေအရှိအဝင်နေကြီးအနောက်ကိုပြန်ထောက်အောင်ကအနောက်မှာပြန်ဖောက်ဟာအဲ့လိုလုပ်လို့မရဘူးဟာလေပေါက်ရင်ပေါက်တဲ့အပေါက်ကိုဖားမှာဟာအတူတူတက်ညီလက်ညီလောတော့မှတက်ညီလက်ညီဖားတော့မှအဲ့လေကမမြုပ်သွားပါနဲ့မြစ်လက်ထဲမှာမမြုပ်သွားပါနဲ့စာတင်ကြောင်းဘက်ကိုရောက်ပါတယ်ကျွန်တော်ပြောနေတဲ့အကြောင်းရင်းကအင်မတန်ရိုးရှင်းပါတယ်ကျွန်တော်ပြောနေတာကရင်ရွာကလေကလေးတစ်စင်းအကြောင်းကိုပြောနေခြင်းဖြစ်ပါတယ်ဒီလေသာကျွန်တော်တို့ပြည်တော်စုဆိုတဲ့လေကြီးဖြစ်သွားရင်ဘယ်လိုလုပ်ကြမှာတော့ကျွန်တော်တို့တခါတော့တက်ညီလက်ညီနဲ့လက်တန်ကလေးဒီနဲ့အတူတူလှော်ခတ်ပေးပူပါတယ်နေရာတစ်ခုကိုအရွေးတစ်ခုကိုရခဲ့ပါတယ်ကဲငါတို့တော့လှော်ပေးပြီးကျန်တာသူ့ဖာသာသူလေရဲလှော်ပက်လဲထိန်းဆိုပြီးတော့တယောက်တည်းကိုပြစ်ထားလို့မရသေးပါဘူးဘာကြောင့်လဲကျွန်တော်တို့လူချင်းတဲ့နေရာတစ်ခုကလေးတွေအတွက်ပညာဆိုတဲ့နန်းတော်တစ်ခုတကယ်တိုးတက်တဲ့ဆိုတဲ့နေရာတစ်ခုသူများတဲ့မြန်တဲ့ဆိုတဲ့နေရာတစ်ခုရအောင်ကျွန်တော်တို့အားလုံးကအတူတူတက်ညီလက်ညီဆက်ပြီးတော့လှော်ခတ်ပြအောင်ဖြစ်ပါတယ်ဒီမှာမှကျွန်တော်ခုနပြောတဲ့အတိုင်းပဲအောင်ကျော်လို့ပေါ့ဒီလေးပေါ်မှာမစီးဘူးဘေးနားနေပြီးတော့အောက်ကလေးအားတဲ့အတန်းနဲ့လေကလေးကိုလောင်းပြီးဘေးမတမ်းမဲ့အေးကျွန်တော်ဒီရှောက်အောင်နေလို့ဒီလေးဘလောက်မှမမြန်ပါဘူးဆိုတော့ခုနကျွန်တော်ပြောတဲ့ဇုံးနိုင်လို့ပေါ့လေပေါ်မှာတူတူတက်ညီလက်ညီလောဆိုတော့လှော်တယ်နောက်ပြန်လှော်နေလို့လေဒီလေးကအရှိကိုဆက်ရောက်မှာမဟုတ်ပါဘူးကျွန်တော်လေရလေဟောင်းကြီးဖြစ်နေပါပြီဘယ်ကောင်မှမရောက်ခဲ့တာလေနှစ်ပေါင်းများများစွာကြာပါပြီဒီဟောင်းမှအပေါက်တစ်ပေါက်ပေါက်တိုင်းအနောက်မှာအပေါက်ပေါင်းများများစွာထပ်ဖောက်နေမှဆိုရင်လေဒီလေကနစ်မြုပ်သွားရုံအပြင်
ဘယ်ကူမှရောက်အောင်မဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့အားလုံးကကျွန်တော်တို့ဒီမှာပဲ့ကံကောင်းရှိပါတယ်တခါလှောက်ခပ်ပြီးုံနဲ့လက်တံကလေးနဲ့လှောက်ခပ်ပြီးုံနဲ့ကျွန်တော်ဒီလှေပေါ်မှာငြိမ်ပြီးတော့ထိုင်စီးနေလို့မရသေးပါဘူးဘာကြောင့်လဲကျွန်တော်တို့ရဲ့ကလေးတွေအနာဂတ်အတွက်ကျွန်တော်တို့အားလုံးကအတူတူတက်ညီလက်ညီဆက်ပြီးတော့လှောက်ခပ်ပြီးအောင်မှာဖြစ်ပါတယ်အခုကျွန်တော်ပြောနေတဲ့ကရင်ရွာကဖိုးဒီပဲ့ကင်တဲ့လှေကလေးကတော့အချိန်မီစာတင်ကြောင်းကိုရောက်ပါတယ်ဘလောက်ချိန်မီရောက်လဲဖုန်းဒီဆိုတဲ့ကလေးတော့ကြောင်းတက်ခွင့်ရပါတယ်ကျွန်တော်စာတင်ကြောင်းကိုရောက်တဲ့အချိန်ကျွန်တော်လေးထန်းတက်ရတဲ့အရွယ်မှာနောက်နှစ်နဲ့10လောက်ကြာတဲ့အချိန်မှာရွာမှာပညာတတ်ကလေးတွေပြန်ရောက်လာပါတယ်အဲ့လူတွေကမနေ့အာယုံတက်တဲ့အချိန်မှာဘွဲရလေးတွေရောက်လာပြီဆိုတာနဲ့ကျွန်တော်တကွန်နိုင်ရွာနေသွားကြည့်ရတယ်ဗျခလေဘက်ကန်းကိုရောက်တယ်မနေ့အာယုံတက်တဲ့အချိန်မှာဟာဘသူတွေတော့ဘွဲရလေးဆိုတာအမတမကိုရှားပါတော့ဖုန်းကြီးအင်ဂျင်နီယာဖြစ်တယ်ဗျအကျိုးရဆရာဝန်မဖြစ်တယ်ဗျမင်းတင်ကအစိုးရဝန်ထမ်းဖြစ်တယ်ဗျခုနကျွန်တော်ပြောတဲ့စောင်းနိုင်တို့ကတတိတကြွယ်တွေဖြစ်တယ်ဗျသူတို့ကပြန်လာပြီးတော့ဒီရွာနှစ်ရွာဒီကလေးတွေစာသင်ကျောင်းကိုသွားတဲ့အခါမှာလှေနဲ့သွားတဲ့အတွက်အလွင့်စင်များလို့တရားလေးလာပြန်ထိုးပြီးတယ်ဗျရွာကလေးနှစ်ရွာပြောင်းနေတဲ့လူတယောက်ရှိတာပေါ့အောင်ကျိုးစတဲ့ကလေးပဲပြောင်းနေတာတော့အဲ့ဒီချိန်မှာပဲရွာကနေပြီးတော့လှေတစ်စင်းထွက်လာတယ်လှေပေါ်မှာကလေးလေးတွေအများကြီးပါလာပါတယ်ကလေးလေးတွေရဲ့လက်ထက်မှာလော်တက်တဲ့ကလေးတွေပါပါတယ်ပြီးတော့အဲ့ကလေးတွေကလော်တက်တဲ့ကလေးနဲ့လီကိုလော်ကြတယ်သူတို့ဆုံနေကြတဲ့ချင်းကတော့ကရင်အဖိုးယူအဖိုးပြူဆိုခဲ့တဲ့ချင်းဘိုးကျောင်းအောင်ဆိုင်မတဲ့ကြိုက်တဲ့ဒိုရာတန်းရဲ့တဲ့ချင်းလီကလေးကိုလော်မြည်ဆိုတဲ့ချင်းပါပဲလီကလေးကိုလော်မြည်ဘိမတန်မဲအေးချမ်းတော့ဒီမြေကန်ကြီးရင်းနှီးစိမ့်လေးလေးကြီးအဲ့လော်တက်တဲ့ကလေးတွေနဲ့ခလေးလေးတွေလော်တဲ့လီကစာတင်ချောင်းဘက်ကိုအလျင်အမြန်ရောက်လာပါတယ်ဒီလောက်အလျင်အမြန်ရောက်အောင်ဘသူကပဲ့ထင်ပြီးတာတော့ခုနကျွန်တော်ပြောတဲ့အောင်ကျော်ပေါ့သူဆယ်တဲ့အောင်တဲ့အခါသူများလို့ဆရာမလို့အင်ဂျင်နီယာမလို့ပဲနဲ့ရွာမှာခလေးဆိုတဲ့စာတင်ကျောင်းမှာကျောင်းဆရာပြန်လုပ်ပြီးတယ်ပြီးတော့ကျွန်တော်ရွာကခလေးတွေအတွက်လှိပဲ့ကင်ပြီးတယ်ပညာတတ်တယောက်ရဲ့လက်ထဲမှာလှိပဲ့ရှိတဲ့အခါဒီလှိကတာမန်ထပ်ပူမြင်တာပေါ့ကျွန်တော်လက်ထက်မှာပဲ့ကင်ကောင်းတယောက်ရှိနေုံနဲ့မပြီးသေးပါဘူးကျွန်တော်ထပ်ပြီးတော့လောက်ခတ်ဖို့လည်းလိုတယ်ဒါပြီးရင်ပညာတတ်တယောက်ရဲ့လက်ထဲကိုကျွန်တော်လှိပဲ့ပြည်တော်စုဆိုတဲ့လှိရဲ့လှိပဲ့ကိုထည့်ပြီးဖို့ထပ်ပြီးတော့လိုပါသေးတယ်ဆိုတော့ကျွန်တော်တို့ကဘယ်မှမရောက်တဲ့လေနောက်ပြန်လှော်ခြင်းတဲ့လူတယောက်ရဲ့လက်ထဲကိုကျွန်တော်တို့ပြည်တော်စုဆိုတဲ့လှိပဲ့ကြီးထည့်ပြီးလိုက်လို့ရှိရင်ကျွန်တော်နောက်ပဲပြန်ရောက်မှာပေါ့ဒါမှမဟုတ်ဘာမှမလှော်တဲ့လူတယောက်ရဲ့လက်ထဲကိုဒီလှိပဲ့ကြီးထည့်ပြီးလိုက်လို့ရှိရင်လေခါလဲလူပဲမြစ်လေမှာရေစုံမျောနေမှာပေါ့ကျွန်တော်အခုပဲ့ကံကောင်းတယောက်ရှိုံနဲ့မပြီးသေးပါဘူးနောက်ထပ်ပဲ့ကံကောင်းရဲ့ပညာတတ်ရဲ့လက်ထဲကိုကျွန်တော်တို့လှိပဲ့ကျွန်တော်တို့ပြည်တော်စုဆိုတဲ့လှိပဲ့ကြီးကိုထည့်ပေးဖို့လိုပါတယ်ဒီတော့မှကျွန်တော်တို့အရွယ်မဟုတ်ပဲနဲ့ကျွန်တော်တို့ထက်ငယ်တဲ့ကလေးတွေရဲ့ပညာဆိုတဲ့နန်းတော်ဖွံ့ဖြိုးတိုးတက်တဲ့ဆိုတဲ့နန်းတော်တစ်ခုကိုအတိအချာရောက်မှာဖြစ်ပါတယ်ဒါကြောင့်ဒီမှာရှိနေတဲ့သူအားလုံးကိုယ်စီမှာရှိတဲ့လှော်တက်တဲ့ကလေးနဲ့ကျွန်တော်တို့ပြည်တော်စုဆိုတဲ့လှေကိုဆက်ပြီးတော့လောက်ခတ်ပေးကြပါဦးပညာတတ်ရဲ့လက်ထဲကိုကျွန်တော်တို့လှိပဲ့ထည့်ပေးကြပါဦးဒီတော့မှကျွန်တော်တို့ရဲ့အနာဂတ်ပဲ့ကင်ခေါင်းလေးပေါ်ထွက်ဖို့လည်းအများကြီးလိုပါသေးတယ်ပညာတတ်ရဲ့လက်ထဲကိုကျွန်တော်တို့ပြည်တော်စုလှေကိုထည့်ပေးပြီးတော့ကျွန်တော်အားလုံးအတူတူဆက်ပြီးတော့လောက်ခတ်ကြမယ်လို့ပြောကြတယ်